နေစီရမှာပါ ဒီဘက်မှာရှုကင်းရှုကင်းဒီမြစ်ကမ်းတစ်လျှောက်ကနေပြီးတော့တင်မောစီပြီးတော့ကြည့်မယ်ပေါ့ကျွန်တော်အထင်ညာဘက်ဆိုရင်တော့ပို့ပြီးတော့တိုက်တွေကမီးထွန်းလိုက်တော့လေပို့ပြီးတော့လှလာပဲမိုက်တယ်အခုဒီတင်မောဖလာယူစီလို့ဒီကျင်းတဲ့ကွန်ဂျူကပူလာတယ်လို့တော့မြင်တယ်ကျွန်တော်ထဲထဲမှာကျွန်တော်တို့တင်တာကျွေးလို့ကျင်းလေးပါနာမည်လေးတွေတော့ရှိတယ်နာမည်ရှားဟိုမှာကျွန်တော်နာမည်တွေ့တယ်ဟောဟာဟုတ်တယ်ဝိုင်းလေးရှိတယ်ဟောမေးလာဒီမှာဟိုညီတဲ့ဒီမှာထိုင်ဘာပါတယ်လဲဒါကတင်မောရဲ့အပေါ်ထက်ကိုတက်လာပါပြီဘာဖြစ်လို့လဲဆိုတော့ညဘက်ရှုပ်ကလေးတွေကြည့်ကြည့်လို့ပေါ့နော်မိုက်တယ်လှတယ်ဒါလေးတွေကဘာလေးလဲအလားစလားအိုးဝါ my god very beautiful တော်လာတာပဲတခုမကောင်းဗျအဲ့ဒါဘာလဲဆိုတော့ temperature ပေါ့နော် temperature ကရန်ကိုကျွန်တော်တို့ရန်ကုန်မှာထက်ဆိုင်ရင်ပို့ပြီးတော့ပူနေတာကိုတွေ့ရတယ်အဲ့ဒါကြီးကတော့မကောင်းရထိုင်ရတော့နော်ဆက်မပြေဘူးပေါ့ဒါမှမဟုတ်ဆိုရင်တပြေးလေးနဲ့ဆိုရင်လူလေးလှလာလေးနဲ့ဆိုရင်တိတ်ပဲမိုက်ပါနော် 480 meters with a main span of 290 meters. It is the first single tower. It does undertake very heavy traffic. It not only greatly eases the traffic pressure of Guangzhou Bridge, but also connects 3 districts in Guangzhou. ခုကြောင်းနေတာကကွမ်ကျိုးမှာပါဟိုမှာတွေးနေရတာကကန်တုံးတာဝါလို့ခေါ်ပါတယ်ကွမ်တုံးတာဝါအဲ့ဗီဒီယိုလေးကိုညစာလည်းစားပြီးသွားပြီအခုအပေါ်မှာဖြူလာကြည့်တာပေါ့နော်ဒီနေ့ဗီဒီယိုတူလေးလုပ်လိုက်တာပါအားလုံးလည်းဖြူလေးတွေခံစားလို့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်တတာ